အားလုံးပဲမင်္ဂလာပါဗျအန်ဆိုလူခတ်ဖာမာနေပြန်လေကြိုဆိုလိုက်ပါတယ်ကျွန်တော်အန်ဆိုပါ chapter 30ရဲ့အစမှာတော့ကိုတင်ညွန့်ခိုးပလက်ကောင်တွေအကုန်လုံးတက်ဖြတ်ပြီးသွားပြီဖြစ်တဲ့ကြောင့်ကိုရဲ့အပြင်ဘက်ကိုပြန်လဲထွက်ခါလာခဲ့ပါတယ်အဲ့လိုထွက်ခါလာခဲ့ပြီးကိုတင်ညွန့်ကလည်းစောင်းရင်းကျဲနဲ့နောက်ထပ် boss တစ်ကောင်ငါထည့်ရလိုက်တာပဲခိုးပလက်ကူတွင်းမှာရှိတဲ့တက်ဖြတ်ထားတဲ့ကောင်တွေကိုငါရဲ့ရှင်းကိုကောင်တွေထွေပြောင်းလဲခဲ့တဲ့ကြောင့်ငါရဲ့ရှင်းကိုတားရရအခုဆိုရင်အကောင်80လောက်ရှိနေပြီပဲငါဒီနှုံးတိုင်းဆက်သွားရမယ်ဆိုပြီးတွေးနေခဲ့ရပေါ့အဲ့လိုနဲ့ကိုတင်ညွန့်ရှေ့ဆက်သွားနေတော့မှာပဲနောက်ပြန်ဆုတ်လိုက်ဆန်းဆိုတဲ့ order တစ်ခုကိုကြားလိုက်ရပြီး order ကလည်းဘယ်သူလဲဆိုတော့ဟိုနာဘူးတတိုင်နာကိုရောက်ရှိသွားတဲ့ကောင်မလေးပဲဖြစ်နေခဲ့ရပေါ့အဲ့ဒီရဲ့ main ကလေးကလည်းအနောက်ကပ်မလာနဲ့တော့ထပ်ပြီးကပ်လာရင်တိုက်ခိုက်ဖို့အတွက်တိုးဆုံးနေမှာမဟုတ်ဘူးဆိုပြီးကြောက်ရွံ့နေတဲ့လေတန်းနဲ့ပဲအော်ဟင်းနေခဲ့ရပေါ့အဲ့လိုနဲ့နှာဘူးသုံးကောင်တွေကကလည်းဟဲငါကန်ကောင်းနေမဟုတ်လားဒီနေ့ဒီလောက်လောက်ပါတဲ့ main ကလေးနဲ့ဆုံးအောင်လိမ့်မယ်လို့ငါမထင်ခဲ့ဘူးအဲ့ဒါနဲ့ဆောင်းအောင်ကောင်ကလည်းဆက်ပြီးတော့ကိုကြီးတို့နဲ့ကစားလိုက်ဆောင်မှညီမလေးအောင်မကြောက်ပါနဲ့တိတ်တိတ်နဲ့အတန်မထွက်နဲ့မုံပိုးပြီးမယ်ဆိုပြီးနိုင်လူတိုင်နဲ့ပြောဆိုနေခဲ့ရပေါ့ပထွေးလူဖေးထင်းနေတဲ့ကလည်းဟုတ်တာပေါ့မင်းတူကောင်ဆောင်ရဲ့စကားကိုနားထောင်မယ်ဆိုရင်မုံပိုးတွေအများကြီးရမှာကွာအဲ့ဒါနဲ့ main ကလေးကလည်းမုံပိုးမလို့ချင်တာကြောင့်ငါနာကိုတိုးမလာနဲ့တော့ငါတိုက်ခတ်လိုက်မယ်ဆိုပြီးပြန်အော်ဟင်းနေခဲ့ရပေါ့အဲ့တော့ကြည့်နေဆန်ဝါကောင်ကလည်းအနာကိုကပ်လာပြီးမိန်းကလေးကိုတစ်ချက်ကန်ချပလိုက်တဲ့ကြောင့်မိန်းကလေးခင်ဗျလဲသွားခဲ့ရပါတယ်အဲ့ဒီနောက်တော့ဆန်ဝါကောင်ကမိန်းကလေးရဲ့စပင်ကိုဆွဲပြီးတော့မင်းကစောက်သုံးမကြတဲ့မှော်စီရပဲငါတို့တိုက်ခိုက်နိုင်မယ်ထင်နေရလားမင်းယုံမနေစမ်းပါနဲ့လက်မလျှော့သေးဘူးဆိုရင်ငါလက်ကလွတ်အောင်ထက်ကြိုးစားကြီးလိုက်ဆောင်အောင်ဆိုပြီးတက်ခွာရင်လည်းပြောနေခဲ့ရပေါ့အဲ့ဒီနောက်တော့နှာဘူးဆန်ဝါကောင်ဟာလှုပ်ဆမ်းမှာစိတ်ယုံစမ်းမှာမင်းပို့ပြီးယုံလေငါပို့ပြီးစိတ်လှုပ်ရှားလေးပဲဆိုပြီးနိုင်လူအတန်းနဲ့ပြောကကောင်မလေးရဲ့အဝတ်တွေကိုဆွဲဖြဲပြီးတော့ really ဖို့ကြိုးစားနေခဲ့ရပေါ့ဆန်ဝါနိုင်လူကကောင်မလေးရဲ့အင်ဂျီတွေကိုဆွဲဖြဲလိုက်တဲ့ကြောင့်အဲ့ဒီကောင်မလေးကလည်းအတန်ကိုအော်ဟစ်နေတဲ့အချိန်မှာပဲချက်ချင်းဆိုသလိုဆန်ဝါကောင်ရဲ့စောက်ခွက်ပေါ်လက်သီးတစ်လုံးအပြင်းပြင်းနဲ့ကြောက်လာခဲ့ပါတယ်ထိုးချက်ကလည်းရန်ကိုပြင်းထန်လွန်တဲ့ကြောင့်ဆန်ဝါကောင်မှာသွားရီအပြုံလိုက်ကျွတ်ထွက်သွားပြီးအဝေးကြီးကိုလွန်းထွက်သွားခဲ့ရပေါ့အဲ့လိုထိုးခန့်လိုက်ရလို့အဝေးကြီးကိုလွန်းထွက်သွားတဲ့ဆန်ဝါကိုကြည့်နေကြတဲ့ဆန်ဝါကောင်ရဲ့တပည့်တွေကလည်းအရန်အောင်သွားခဲ့ရပေါ့အဲ့လိုလွန်းထွက်သွားတဲ့ဆန်ဝါကောင်ကလည်းနေရာမှာဂလူးကော့မလို့ပဲနဲ့ကတ်သွားခဲ့ပြီးငရုတ်စုံတွေမှာထဲထောင်ခံရတဲ့တခွားတိရုပ်ပေါက်နေခဲ့ရအဲ့ဒါနဲ့ဆန်ဝါအဖွဲ့ရဲ့တကောင်ကလည်းချက်ချင်းဆိုသလိုပဲချီးပဲငါအဖွဲ့ကောင်းဆောင်သွားရှာရမယ်ဆိုပြီးအသေးအတန်ပြေးထွက်သွားခဲ့ပါတယ်ကြံခဲ့တဲ့ကောင်တွေကလည်းကိုတီညို့မင်းဘသူလဲကွာမင်းပလက်စတင်းကိုင်းကိုစော်အားလိုက်တဲ့ကြောင့်မင်းတိတော့မှာပဲဆိုပြီးအာချောင်နေရပေါ့အဲ့လိုပြောနေတဲ့ကောင်တွေကိုလည်းကိုတီညို့ကစော်ရီးမပါသလိုကြည့်နေခဲ့ပြီးတခုကိုစဉ်းစားနေခဲ့ရပေါ့မတည်နိုင်တဲ့ကဘာရဲ့အစိုးပိုင်းကာလာတွေမှာပလက်စတင်းကိုင်းအနက်ရောက်သိမ်းပြီးတော့အစ်စ်ဖြစ်တဲ့နံပါတ်1ခိုင်းမယ်အဲ့ဒီရဲ့အဖွဲ့ဝင်အများစုကမကောင်းမှုအမျိုးမျိုးကျူးလွန်ပြီးတော့အနီရောင်နာမည်နဲ့ကစားသမားတွေပါအနီရောင်ကစားသမားတွေလို့ခေါ်တဲ့သူတွေဆိုတာကတော့ assistant နေစစ်ဆေးပြီးအပြစ်မှတ်30ကျော်ရှိရလို့သတ်မှတ်ခံထားရတဲ့သူတွေပဲဖြစ်ပါတယ်ရက်ဆက်တဲ့တိုက်ခိုက်မှုခိုးရမှုလူရက်မှုတခြားရာဇဝတ်မှုတွေလုပ်ရတဲ့ကြောင့်ပဲမကောင်းဆိုးဝါးပင်ရကျူးကျော်ဝင်ရမလာသေးပေမဲ့ဂိမ်းထဲမှာအသက်ခံရတာလေတကယ်တည်ဆုံးမှုကိုလည်းဖြစ်စီမှာမဟုတ်ဘူးဒါကြောင့်ပဲကစားသမားတယောက်အတွက်ပစ္စည်းနဲ့အဆင့်တွေဆုံးရှုံးရတာကကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲအဲ့ဒီနောက်ကိုတင်ညိုကတော်သားလေးနှစ်ကောင်မင်းတို့က blasting ခိုင်းကောင်နေလားငါအတိတ်မှာတော့ဒီရက်ခိုင်းကျွတ်လူကောင်တွေကငါ့ကိုတော်တော်ဒုက္ခပေးခဲ့တယ်အဲ့လိုကိုတင်ညိုကလည်းမေးလိုက်တဲ့ကြောင့်ကရုံးကလည်းဂုံစားပြီးတော့အေးမင်းမှန်တယ်ငါတို့ခိုင်းရအနဲ့အောင်သိမ်းပြီးတော့မှနံပါတ်1ပဲကွာမင်းခုနကငါတို့ရဲ့ဒူကောင်းဆောင်စိတ်နှောက်ယှက်ဖြစ်အောင်လုပ်ခဲ့တယ်ခုတော့မင်းအကြောက်တရားကိုခံစားနေရပြီလားနောက်ကျသွားပြီဒါပေမဲ့မင်းတို့ကြောက်စရာကောင်းတဲ့တည်ခြင်းမျိုးမဖြစ်ချင်ဘူးဆိုရင်တော့မင်းလက်ကိုအရင်ဖြတ်လိုက်စမ်းပြီးရင်ခွေးတစ်ကောင်လိုငါရှိကိုလာပြီးငါ့ကိုအဖိုးလို့ခေါ်ပြီးတော့တောင်းပန်လိုက်ဆိုပြီးတော့အာချောင်နေခဲ့ရပေါ့အဲ့လိုအာချောင်တဲ့နှစ်ကောင်ကလည်းအရင်စိတ်ရှိတဲ့ကိုတင်ညွန့်ချက်ချင်းဆိုလိုပဲအဲ့ဒီကောင်ရဲ့လက်ကိုခိုးပြချလိုက်ပြီးလက်ပြတ်သွားတဲ့နှစ်ကောင်လည်းအတကုံအော်နေခဲ့ရပေါ့အဲ့ဒါနဲ့ကိုတင်ညွန့်ကလည်းငါအစားမင်းတို့ရဲ့လက်တွေငါယူလိုက်မယ်ငရဲသွားတဲ့လမ်းမှာခွေးလိုပဲအော်ဟင်းနေလိုက်ဆိုပြီးတော့နောက်ကိုတစ်ချက်တောင်ပြန်လဲမကြည့်ပဲနဲ့ပြောပြလိုက်ပါတယ်ကိုတင်ညွန့်တိုက်ခိုက်တာကိုအစားဆုံးလိုက်ကြည့်နေတဲ့ကောင်မလေးကလည်းအရင်တမ်းမာရပဲဆိုပြီးပြောကအံ့ဩနေရပေါ့ခုနကအထောင်းခံထားရတဲ့ဆံဝါကောင်ကလည်းပြန်လည်နိုးလာခဲ့ပြီးသူ့ဘေးမှာကျနေတဲ့စီရီလင်းတစ်ခုကိုကောက်ယူပြီးတော့တောက်လိုက်တာကြောင့်အနက်အောင်တက်ရှင်စီပြင်းပြတဲ့ပုံစံနဲ့နိုးထလာခဲ့ပြီးမင်းကတော့အတီပဲဆိုပြီးပြောနေချိန်မှာပဲ chapter 30လေးကဒီနားမှာပဲအဆုံးသတ်ထားပါရဲ့ဗျအပိုင်းတစ်တွေကိုနေတိုင်းတင်နေကြိုးစားနေရမှု border ရလည်းကျွမ်းချန်ချန်လေးကို like and subscribe လေးလုပ်ခဲ့ပြီးအားပေးခဲ့ကြပါအောင်ဗျ